ယုံအပြည့်ပဲလေအဲ့ဒါကိုလည်းအမလေးဟဲ့သူ့ကြတော့၄သိန်းရတယ်လို့လုံးလို့မရအောင်အမေကြားတို့ရဲ့ဇက်သပင်ရဲ့တစ်သက်မှာမပေါ်သေးဘူးလေကြောက်စရာကြီးလေကျွေးတဲ့ပရိသတ်ကိုတွေ့မှပြုံးပြတဲ့မင်းသားမျိုးထဲမှာဒီကလေးမှာပါအဲ့ဒါတော့အကျွေးမဲ့ပဲကိုဖိုးချစ်လို့ပေါ့ငွေရတန်ဖိုးရှိတာမဟုတ်ပါဘူးအရေးအချင်းကတန်ဖိုးရှိသွားတာလေနော်နောက်တက်လာမဲ့ကလေးတွေအဲ့ဒီလိုဖြစ်လာပါစေလူတယောက်ကို၄သိန်းနဲ့ယုံအောင်တမီးတို့မြင်မဲ့လေယုံအပြည့်ပဲလေအဲ့ဒါကိုလည်းအမလေးဟဲ့သူ့ကြတော့၄သိန်းရတယ်လို့လုံးလို့မရအောင်သူ့ဘုံသူ့ကန်ရှိလို့ဒီကလေးလေးရဲ့တိုင်းရင်မိုးလေးရဲ့ဘုံကန်ညင့်နေတဲ့အချိန်နော်နောက်ပြီးတော့မေတို့နှုတ်ပညာသမားတွေရဲ့အဓိကနှလုံးသားမြစ်တာပဲနော်ဟုတ်တယ်မလားအဲ့တော့အဲ့ကလေးဒီအဲ့ဒီလိုမျိုးသူ့ဘုံကန်ပါလာတာဖြစ်တဲ့အတွက်လူတယောက်ကိုဟလာမေကြားတို့ရဲ့ဇက်သပင်ရဲ့တစ်သက်မှာမပေါ်သေးဘူးလေကြောက်စရာကြီးလေမိအိမ်မှာမိသားစု9ယောက်ရှိလို့အမေတော့သွားကြည့်မယ်အဖေမကြည့်နဲ့ဆိုအဖေကကျဉ်းတတ်မလားဖေနဲ့မေနဲ့ကကြည့်မယ်သားသမီးတွေမကြည့်နဲ့ဆိုဘယ်သားသမီးကကျဉ်းတတ်မလဲအဲ့တော့မိသားစု9ယောက်ရှိလို့လာကြည့်30လက်မှတ်ခါကြီးပဲအဲ့တော့အမေကြားကပြောချင်တာကနောက်တက်လာမဲ့ကလေးတွေအဲ့ဒီလိုဖြစ်လာပါစေနော်ငွေရတန်ဖိုးရှိတာမဟုတ်ပါဘူးနော်ငွေရတန်ဖိုးရှိတာမဟုတ်ပါဘူးအရေးအချင်းကတန်ဖိုးရှိသွားတာလေနော်မေတို့လူကြီးတွေစိတ်နဲ့ကြည့်ပေးမယ်ဆိုကလေးကလူအေးလေးနောက်ကျေးဇူးတရားသိတဲ့ကလေးထဲမှာပါတယ်သိလားဘာလေးပဲဖြစ်သူလက်ကလေးချီပြီးစကားပြောတတ်တာလေးကိုကချစ်စရာကောင်းတယ်လေနော်ကာရောစာရှိတယ်နောက်တစ်ခါပေါ့မိကြပြောတဲ့စကားဖြစ်သွားလို့ရှိရင်နားလည်ပေးနော်ဒါမိကြတော့နောက်မျိုးဆက်တဲ့ကလေးတွေကိုကောင်းစေချင်လို့ပြောတာပရိသတ်ကျွေးတဲ့ပရိသတ်ကိုတွေ့မှပြုံးပြတဲ့မင်းသားမျိုးထဲမှာဒီကလေးမှာပါအဲ့ဒါတော့အကျွေးမဲ့ပဲကိုဖိုးချစ်လို့ပေါ့ကြည့်လားကိုဖိုးချစ်ယနေ့ချိန်ထိဘာဖြစ်လို့အောင်မြင်နေတယ်လဲတန်ဖိုးထားလို့ပရိသတ်ကိုတန်ဖိုးထားလို့သူပရိဟိတလောက်တာပေါ့သူ့အောင်သူတကူလုံးအောင်ရွှေချပြီးနေလို့ရတဲ့မင်းသားတွေလေဒါပေမဲ့လို့ဒီလိုပရိဟိတဘက်ကိုနှလုံးသားရောက်သွားတယ်ဆိုတာတော်ယုံတန်ယုံမနူးညံ့မဲနဲ့မရောက်ဘူးအဲ့အတွက်လေးစားစရာမင်းသားတွေဖြစ်ပါတယ်တိုင်းရင်မိုးကတော့ပြောပွဲမရှိဘောလဲငပိဘောနော်ကောင်းတယ်လေအမေတို့အမှုပညာကလေ့လာမယ်လိုက်စားမယ်စီးဘူးမယ်နော်ကြက်မှတ်မယ်ဂါရဝေါစာရှိတယ်ဆိုရင်ကောင်းတာပဲအောင်မြင်ခြင်းမအောင်မြင်ခြင်းကသူ့ရဲ့စမ်းစာတာနဲ့ရှေးဘုံရှေးကန်နဲ့ဆိုင်တယ်ဒါပေမဲ့သူတို့ထက်ကောင်းတဲ့နယ်မှာရွက်ပုံးသီးလေးတွေလည်းအများကြီးပဲသူ့ပေမဲ့ကိုစမ်းရည်မိုးရဲ့ဘုံကန်လောက်မရှိတဲ့အတွက်ဒီလိုတွန်းတင်ပြီးတော့မြေတောင်မြောက်ပေးမဲ့ပုံကိုယ်တွေမရှိဘူးအဲ့ဒီအတွက်ရွက်ပုံးသီးလေးတွေရှိပါတယ်အုံမုတ်ခွက်အောက်ကဖားလေးတွေလည်းရှိပါတယ်လို့နော်အဲ့ဒီအတွက်ကိုရထားတဲ့နေရာလေးကိုအတွန့်ရှိအောင်ဂါရဝတရားလေးကိုလည်းထိန်းထားပါလေးလာခြင်းစီးပူးခြင်းသင်ယူခြင်းပညာရှင်တယောက်ကိုတွေ့ရင်ခြေပြီးကြည့်မဲ့ဟုတ်လားနောက်တက်မျိုးတွေမဖြစ်ဖို့တက်မတက်နာမည်တစ်လုံးမှရှိသွားရင်အမိကြားတို့ကြတော့အမိကြားတို့ဆရာတွေကိုပလက်ဖောင်းပေါ်တွေ့ရင်ပလက်ဖောင်းပေါ်ထိုင်ကြတော့တာသိလားအောက်ကမြေကြီးတွေဖုန်နေပေးဘာတွေပေးအဲ့လိုထိုင်ကြတော့ခဲ့တာအဲ့ကြောင့်မိကြားဒီအသက်ကြီးတဲ့အထိကလေးတွေကစီးဘူးတယ်လေမိကြားလည်းမြတ်တာနဲ့ပဲပေးတယ်လေအဲ့လိုမျိုးလေးပေါ့